ဒီနေ့ကျွန်တော်တို့ online သင်တန်းလေးတစ်ခုကိုနည်းနည်းအသေးစိတ်ကြည့်ကြရအောင် Domestica ပေါ်က Carlos Horizon ရဲ့ Artistic Photo Composition သင်တန်းမှာအဲ့ဒီသင်တန်းမိတ်ဆက်စာမျက်နှာကအချက်လက်တီကိုပဲအခြေခံပြီးဆွေးနွေးကြည့်ကြမယ် ဟုတ်ကဲ့ဒီသင်တန်းကတော့ထပ်ပုံတွေကိုပေါင်းဆက်ပြီးအမှုပညာစံတဲ့ပုံတွေဖန်တီးတဲ့အကြောင်းပေါ့ဒါပေမဲ့software ဘယ်လိုသုံးရမလဲဆိုတာထက်လေ idea စဉ်းစားတာကနေနောက်ဆုံးအချောသက်တဲ့အထိအဲ့ဒီ process တစ်ခုလုံးကိုခြုံငုံမြအောင်သင်ပေးတဲ့သဘောမျိုးပါ ဟုတ်ကဲ့အဲ့ဒီ idea ပိုင်း conceptualization ပိုင်းကိုအလေးပေးတဲ့ဆိုတာစိတ်ဝင်စားဖို့ကောင်းတယ်များသောအားဖြင့် software skill ကိုပဲအာရုံစိုက်တတ်ကြတာကောင်းပါပြီဒါဆိုဒီသင်တန်းကဘာတွေအဓိကပေးနိုင်မယ်ဘယ်လိုလူတွေတက်တဲ့လဲသင်ရတာဘယ်လိုအတွေ့အကြုံမျိုးဖြစ်မလဲဆိုတာလေးတွေဆက်ကြည့်ကြတာပေါ့ရင်ဆုံးသင်တန်းပို့ချတဲ့သူ Carlos Horizon အကြောင်းနဲ့နည်းနည်းပြောချင်အောင် visual artist ရောက်သူအဓိကလောက်တာက fine art photo compositions ပေါ့အနုပညာမြောက်ဓာတ်ပုံပေါင်းစပ်မှုတွေသူ profile ကိုကြည့်ရင်လည်းအတွေ့အကြုံမနေဘူးနိုင်ငံဆင့်စုတွေရဖူးတယ်ပြီးတော့ World Photographic Cup ဝါလဲမက္ကဆီကိုကိုကိုစားပြုပြီးကဘာဆင့်ခုနောင်ရခဲ့ဘူးတယ်ဆိုတော့လေသူမှကြော်ညာနဲ့ဒီဇိုင်းပညာနောက်ခံလည်းရှိတယ်လို့ဆိုထားတယ်နော်အဲ့ဒါကသူ့ရဲ့တင်ကြားမှုအပေါ်ဘလို့တက်ရောက်မှုရှိနိုင်မလဲအနုပညာအပြင်လက်တွေ့အသုံးချမှုအပိုင်းပေါ့ဟုတ်အဲ့ဒီချက်ကတော်တော်အရေးပါမယ်ထင်တယ်ဒီဇိုင်းနဲ့ကြော်ညာနောက်ခံကြောင့်ပုံတပုံရဲ့အလားအပါအနုပညာတန်ဖိုးအပြင်ပြောချင်တဲ့ message ကိုပရိသတ်စီဘယ်လိုရောက်အောင်ပို့မလဲဆိုတဲ့ communication angle ကနေပါစဉ်းစားနိုင်စွမ်းရှိမှာဆိုတော့သင်တန်းမှာပို့ပြီးလက်တွေ့ကြပြီးဘက်ဆောင်ကြတဲ့အမြင်တွေရနိုင်တယ်လို့ယူဆရတာပေါ့ဟုတ်ကဲ့ခုနကပြောသလိုပဲဒီသင်တန်းက post production တခုတည်းမဟုတ်ပဲ idea စဉ်းစားတဲ့အဆင့် pre production လို့ခေါ်တဲ့ကြိုတင်ပြင်ဆင်မှုအဆင့်တွေကိုအရင်အလေးပေးတယ်ဆိုတာကိုပြန်ကောက်ချင်ပါတယ်ဘာကြောင့်အဲ့ဒီအပိုင်းတွေကဒီလောက်အရေးကြီးတာလဲတကယ်တော့လေအခုခေတ်မှာ software တွေကအရင်ကောင်းလာတော့လူတွေကပုံညက်လဲ software နဲ့ကယ်လို့ရတယ်ထင်တတ်ကြတယ်ဒါပေမဲ့တကယ်တည်းခိုင်မာတဲ့ idea စနစ်ကျကျတဲ့ကြိုတင်ပြင်ဆင်မှုမရှိရင်လေနောက်ဆုံးမှဘလောက်ပြင်ထိရောက်မှုကနည်းသွားရောဆိုတော့ဒီတင်တန်းကအဲ့ဒီအရင်ခံအပိုင်းအခြေခံကြတဲ့ဖန်တီးမှုအစပိုင်းကိုပို့ပြီးအားဖြည့်ဖြည့်ချင်းပုံရတယ်ပုံကပုံရဲ့ဘာကြောင့်ဆိုတဲ့အချက်ကိုခိုင်မာစေခြင်းတဲ့တဘောပေါ့ချင်းကပုံကတော့စိတ်ဝင်စားစရာပဲအဲ့ဒီအယူဆပိုင်းကိုအလေးပေးတယ်ဆိုတော့သင်ခန်းစာတိဆောက်ပုံထဲမှာတော့အဲ့ဒါကဘလို့ပေါ်လွင်လဲဘာတွေသင်မလဲဆိုတာလေသင်ခန်းစာစုစုပေါင်း14ခုရှိတယ်အချိန်အားဖြင့်တနာရီ40မိနစ်ပေါ့ပြီးတော့အပိုင်း resource ခုလည်းပါသေးတယ်သင်ခန်းစာအစီအစဉ်ကိုကြည့်ရင်တော့အစအဆုံးပါတယ် idea ဘယ်လိုရှာမလဲပုံဝတ်တို့ဆက်လန်းဘယ်လိုတည်ဆောက်မလဲပြီးတော့ shooting တို့ပြင်ဆင်တာ shooting လုပ်တာပုံရွေးတာ develop လုပ်တာပုံတွေပေါင်းဆက်တာအယောင်ချိန်တာအလင်းမောင်ထည့်တာနောက်ဆုံးအချောတက်တာအထိအကုန်ပဲဟုတ်ကဲ့အဲ့ထဲမှာပုံဝတ်တော်ဇလန်းစင်တာဆိုတဲ့သင်ခန်းစာကြီးကတော့အဓိကကြမယ်ပုံဝဲနော် technique ထက် idea ကိုဦးစားပေးတဲ့သဘောဟုတ်တယ်အဲ့လားအဲ့ဒီသင်တန်းရဲ့အဓိက point တစ်ခုလို့ပြောလို့ရမယ်ထင်တယ်ကိုယ့်ပုံကဘာကိုပြောချင်တာလဲဘယ်လိုခန်းစားမှုမျိုးပေးချင်တာလဲဆိုတာကိုပုံဖော်နိုင်မှုလက်ညွှန်ပေးမယ်အပိုင်းပေါ့လေဒီလောက်စိတ်ဝင်စားစရာကောင်းတဲ့သင်ခန်းကိုတက်ဖို့ပါ requirement တွေလိုအပ်မလဲပြီးတော့ဘယ်လိုလူမျိုးတွေအတွက်ပို့ပြီးရွေးထားလဲအခြေခံလေးတွေတော့လိုတယ်လို့သူကဆိုထားတယ်တပုံညညာအခြေခံတီးရမယ် DSLR ကင်မရာသုံးတက်ရမယ်ပြီးတော့ Adobe Photoshop အခြေခံလောက်တော့ကျွမ်းကျင်ဖို့လိုပါမယ်ပစ္စည်းအနေနဲ့ကတော့ကင်မရာတစ်လုံး Photoshop သွင်းထားတဲ့ကွန်ပျူတာပြီးတော့ mouse ဒါမှမဟုတ် graphic tablet တစ်ခုလိုမယ်ပေါ့ဟုတ်ကဲ့ရွေးထားတဲ့ပရိသတ်ကရော beginner ဆင်းရင်တော့ပြောထားတယ်နော်ဟုတ် beginner အဆင့်လို့သတ်မှတ်ထားပြီးမဲ့ရိုးရှင်းတဲ့နည်းလမ်းတွေသုံးပြီး artistic ဆန်ဒါမှမဟုတ် conceptual ပုံစံ photo composition တွေဖန်တီးခြင်းတဲ့သူတွေပြီးတော့လက်ရှိတပ်ပုံအလုံးနေတဲ့ professional တွေကမှကိုယ့်အလုပ်ကိုအမှုပညာဆန်တဲ့ touch မျိုးလေးထပ်ပေါင်းထည့်ခြင်းတဲ့သူတွေအတွက်ရည်ရွယ်တယ်လို့ဖော်ပြထားတယ်ဆိုတော့ Photoshop အခြေခံလို့ရဆိုတဲ့အချက်တွေကလုံးဝအစိမ့်သက်တော့မဟုတ်ဘူးပေါ့တခေတ်တူရဲ့ feedback ကရောဘယ်လိုရှိတယ်တင်နန်းထနှစ်ချောင်းကြော်တော်ရှိခဲ့ပြီး 96% က positive feedback ပေးထားတယ်ဆိုတော့တော်တော်အားရစရာပဲဟုတ်ပါတယ်များသောအားဖြင့်တော့ကောင်းတယ်လို့ပြောကြတယ်အသုံးဝင်တဲ့နည်းလမ်းတွေအကြံဉာဏ်ရတယ်သင်တန်းရဲ့တိဆောက်ပုံတွေအကြောင်းအရာကောင်းတယ် creativity အတွက် inspiration ရတယ်ဆိုပြီးချီးကျူးကြတာများတယ်ဒါပေမဲ့မှတ်ချက်တစ်ခုမှာတော့ Photoshop ရဲ့ feature အသစ်ဆက်တွေတော့မပါဘူးဆိုပြီးထောက်ပြချတာလေးတော့ရှိတယ်ဒါကတော့သင်တန်းကိုဘယ်အချိန်ကရိုက်ခုခဲ့လဲပုံမူတည်မှာပေါ့လေဒါပေမဲ့ဒီတင်တန်းရဲ့အဓိကအာဘော်က
software feature အသစ်တွေထဲအခြေခံ concept နဲ့ workflow ဖြစ်ပုံရတော့အဲ့ဒီချက်ကသိပ်ပြီးအနောက်အရှက်မထစ်လောက်ဘူးထင်တယ် အဲ့မှာမြပညာကမြေပြောင်းလဲနေရပဲလေဒါပေမဲ့ခိုင်မာတဲ့အခြေခံအယူဆနဲ့ဖန်တီးမှု process ကတော့အချိန်အတော်ကြာအထိတန်ဖိုးရှိနေမှာပါအဓိကအဲ့ဒါပဲ ကောင်းပါပြီတင်နာအဆုံးမှာတော့လက်တွေ့ project အနေနဲ့ဘာလုပ်ခိုင်းလဲ အဲ့ဒါကကိုပိုင်စိတ်ကူးကိုခြေခံပြီးတော့လေရုပ်ရှင်နဲ့ resource တွေတုံးပြီးတော့ artistic photo composition ခုကိုအဆောဆုံးဖန်တီးရမှာမှာတင်ခဲ့သမျှကိုလက်တွေ့ပြန်တုံးကြည့်ပြီးကိုပိုင်ဖန်တီးမှုတစ်ခုလုပ်ကြည့်ရမယ်အခွင့်အရေးပေါ့ ကဲဒါဆိုခြုံပြီးလို့ပြန်တုံးတက်ရရင်တော့ဒီ Carlos Herrera နဲ့ artistic photo composition တင်တဲ့ဟာတပ်ပုံရဲ့နီးပညာပိုင်းကျွမ်းကျင်မှုတက်တပ်ပုံနောက်ွယ်ကအနုပညာအမြင် idea ဇလန်ပိုင်းကိုပို့ပြီးအားဖြစ်ခြင်းတဲ့သူတွေကိုပုံတွေကနေတဆွန်တစ်ခုကိုပြောပြနိုင်ဆိုမြင့်တင်ခြင်းတဲ့သူတွေအတွက်တော်တော်လေးတင်တော်မဲ့တင်တန်းတစ်ခုလို့ဆိုနိုင်မလား ဟုတ်ကဲ့ဆိုနိုင်ပါတယ်အတူတူပြင် visual storytelling ပေါ့အဲ့ဒီအပိုင်းကိုပိုအားကောင်းခြင်းတဲ့သူတွေအတွက်အသုံးဝင်နိုင်တယ်ရိုးရိုးတော့ပုံရိုက်နေတာကနေအမှုပညာဆန်တဲ့ဖန်တီးမှုစင်ကိုတက်လန်းခြင်းတဲ့သူတွေအတွက်စမ်းကြည့်တဲ့လမ်းကြောင်းတစ်ခုဖြစ်နိုင်ပါတယ် ဖန်တီးတဲ့နီးပညာတွေတိုးတက်လာတာကလေတပ်ပုံပညာဆိုတဲ့စကားလုံးရဲ့မူလအနေတွေပဲကိုရောပြီးတော့တပ်ပုံတပုံရဲ့စစ်မှန်မှု authenticity အပေါ်ထားရှိတဲ့ကျွန်တော်တို့ရဲ့အမြင်တွေကိုရောဘယ်လိုများတဖြည်းဖြည်းပြောင်းလဲလာစေနိုင်တယ်လဲဆိုတဲ့မိကုံးလေးပါပဲ